အခုလက်ရှိဖြစ်ပေါ်နေတဲ့စစ်မှုထမ်းနဲ့ပတ်သက်ပြီးတော့မှတချို့ဆိုလို့ရှိရင်ဗျာဒါကိုမိသားစုစားဝင်နေအတွက်ကိုခက်ခက်ရုန်းကန်ပြီးလှုပ်ရှားရတယ်နော်အဲ့တော့သူတို့တွေကလွယ်လွယ်လေးပဲစစ်မှုထမ်းကြီးဆိုပြီးပတ်စံတွေလာကောက်ကြတယ်မပေးနိုင်လို့ရှိရင်မဲနိုင်မယ်ဘာညာချင်းချောက်ကြတယ်တချို့အသက်အရွယ်ကြီးရင်းတဲ့လူတွေကြတော့သားလေးတယောက်ရှိတယ်ပေါ့ဗျာနော်အကျုံးဝင်တဲ့သားလေးတယောက်ရှိတယ်စစ်မှုထမ်းအကျုံးဝင်တဲ့သားတယောက်ရှိတယ်ဆိုပါစို့အဲ့ဒီအကျုံးဝင်တဲ့သားတယောက်အတွက်ကသူ့သားလေးပါသွားမှလည်းတိတ်ဆိုးရင်နေဒါပေမဲ့လုပ်ငန်းကိုင်ကလည်းအဆင်မပြေဘူးပြောင်းလဲနေတဲ့ခေတ်စနစ်ရဲ့ရည်စည်းကြောင်းရစီးပွားရေးကလည်းအဆင်မပြေဘူးဆိုတော့မထက်နိုင်ဘူးဗျာမထက်နိုင်ဘူးဆိုတော့သူတို့တွေကလည်းခုနဆိုင်ရာပိုင်ယာအဖွဲ့တွေကလည်းစစ်မှုထမ်းချင်းမထက်ရင်ဖမ်းမာတို့စီးမာတို့ဟလာအတင်းဆွဲမာတို့ဒီလိုတွေလုပ်နေကြတာဗျအဲ့လိုတွေလုပ်နေကြတဲ့အခါမှာတကယ်လို့အဲ့ကလေးသာပါသွားရင်အဲ့ဒီလင်မယားကအဲ့တက်ကြီးရွယ်ဦးလင်မယားတွေကဘသူ့ကိုမိခိုးပြီးဘယ်လိုစားတောင်းလဲနော်ခင်ဗျားတို့စဉ်းစားကြည့်ဘသူ့ကိုမိခိုးပြီးဘယ်လိုစားတောင်းလဲအဲ့တော့အခုဖြစ်ပြနေတာကဘသူသေးသေးငတင်မာရင်ပြီးရောဆိုတဲ့ပုံစံနဲ့လုပ်နေတာနော်မတရားသဖြင့်ကောက်ယူနေကြတာကျွန်တော်တို့လိုချင်တာကျွန်တော်တို့ကအဲ့လိုမဟုတ်ဘူးကျွန်တော်တို့သိချင်တယ်ကျွန်တော်တို့လိုချင်တဲ့ပလန်ကအခုအိမ်မှာ2ယောက်ရှိတယ်တယောက်ကတော့ဒါသူတို့ပြဋ္ဌာန်းထားတဲ့တည်ဆဲဥပဒေအရစစ်မှုထမ်းခေါ်တယ်ဆိုရင်ကျန်တဲ့တယောက်ရှိနေသေးသည့်အတွက်မိဘတွေကအဆင်ပြေတယ်ပေါ့အကယ်၍အဲ့လိုမှမဟုတ်ဘူးအဲ့ဒီမိသားစုတစုထဲမှာတက်ကြီးရွယ်ဦးတွေရှိတယ်နာမကျန်းတဲ့ပေါ့နော်ကောင်းကောင်းမွန်အသက်ရွယ်ကြီးရင်လာတဲ့ခါကျတော့ယောဂဗျာတွေနဲ့လုံးမစားနိုင်ဘူးဒီကလေးတယောက်ရဲ့လှုပ်ဆောင်မိခိုးနေရတဲ့အချိန်အဲ့စစ်မှုထမ်းဆိုတဲ့ဟာကြီးကလာပြီအဲ့ဒီမိဘဘယ်လောက်တော့ကရောက်နော်ကိုချင်းစာတရားလေးတော့ထားပေးကြဗျာနော်အဲ့ကလေးလေးမပါရင်းနဲ့အဲ့ဒီအစင်မပြေပါဘူးဆိုတဲ့မိဘတွေအစင်ပြေအောင်အမျိုးမျိုးရှောက်လုပ်ကြရတာသူတို့ခင်ဗျာဘယ်လောက်တနာဖို့ကောင်းလဲနော်ကျွန်တော်တို့လိုချင်တဲ့ပုံစံကျွန်တော်တို့လိုချင်တဲ့စီမံကိန်းကျွန်တော်တို့လိုချင်တဲ့ပလန်ကျွန်တော်တို့လိုချင်တဲ့ project က2ယောက်ရှင်1ယောက်ခေါ်ဗျာကြိုက်တယ်အဲ့လိုမျိုးဆိုနော်အဲ့လိုမှမဟုတ်ဘူးဒီကလေးတယောက်ကိုပဲမိခိုအားထားနေရတဲ့မိသားစုတစုတို့ကဒီကလေးတယောက်ကိုမဖြစ်မနေအားလိုက်ရမယ်ဆိုရင်အဲ့ဒီမိကြံခဲ့တဲ့မိအိုဖာအိုကြီး2ပါးဘယ်သူ့ကိုအားကိုပြီးဘယ်လိုလှုပ်ရှားတကယ်လို့နိုင်ငံတော်အစိုးရလူကြီးတွေတတ်မှတ်ထားတဲ့ဥပဒေထဲမှာပါတယ်ဆိုရင်အောက်ခြေမှာရှိတဲ့အုပ်ချုပ်ရေးမှုတွေနဲ့အောက်ခြေမှာရှိတဲ့အဖွဲ့အစည်းတွေကဒါကိုလက်လျူရှုပြီးတော့ရရင်းနဲ့ဆွဲလုပ်နေရလားဒါကိုကျတို့ကသိကျင်တယ်အဲ့တော့ခင်ဗျားတို့တာဝန်ရှိတဲ့ပုံကိုယ်တွေဒီပို့လေးကိုမြင်နေဆိုရင်စဉ်းစားပေးပါနော်အောက်ခြေကိုနားလည်ပေးပါစာနာပေးပါအားလုံးကလူသားတွေကလူတွေကြီးပဲနော်အဲ့တော့ဒါတော့ပြောခြင်းတယ်မြန်မာပြည်ကြီးအေးချမ်းပါစေနော်